Hello ဒီနေ့မှာတော့ခိုက်ကော့ဂျပန်ပိုင်းရဲ့ခိုတိုဘာတွေသင်ပေးမှာဖြစ်ပါတယ်ဒီပန်းရောင်စာအုပ်ပေါ့နော်ဒီ textbook မှာပါတဲ့ခိုတိုဘာအားလုံးကိုရှင်းပြသွားမှာဖြစ်ပါတယ်ဒါပေမဲ့ခွဲပြီးတော့ရှင်းပြမှာပေါ့နော်ဗီဒီယို file ထဲမှာတော့အကုန်လုံးပါမှာမဟုတ်ပါဘူးတစ်ပုဒ်ကိုနည်းနည်းချင်းစီရှင်းပြသွားမှာဖြစ်တယ်ခိုတိုဘာအားလုံးရှင်းပြသွားမှာဖြစ်လို့ဒီအလိမ္မာရဲ့ YouTube channel လေးကိုကြည့်ရုံနဲ့ဒီစာအုပ်ဝယ်ရခက်တဲ့လူတွေဖြစ်ဖြစ်စာအုပ်မရှိတဲ့လူတွေဖြစ်ဖြစ်ဆိုလို့ရှိရင်လည်းဂျပန်ပိုင်းခိုတိုဘာအကုန်လုံးရသွားအောင်ရှင်းပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရှေ့လျှောက်ကိုတော့ခိုင်းကော့မြန်မာပိုင်းခဏနာထားပြီးတော့ဂျပန်ပိုင်းလေးတွေကိုခိုတိုဘာအစအဆုံးအကုန်လုံးပါအောင်သင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ဗီဒီယိုဖိုင်နံပါတ်1ပေါ့နော်ဟုတ်ပြီအရင်ဆုံးဒီဟာလေးလာတယ်ပေါ့နော်ခန္ဓာကိုယ်အစိတ်ပိုင်းလေးတွေလာတယ်ပေါ့နော်ခါရတာတော့ခိုတိုဘာပေါ့နော်ဒါလေးတွေကတော့လူပုံအဲ့ဒီတော့ဒီအစိတ်အပိုင်းလေးတွေကြက်တဲ့အချိန်မှာဒီလူပုံလေးနဲ့တွားတိုက်ပြီးတော့မှကြက်ရမှာပေါ့နော်ကိုကဒီတလုံးချင်းစီရပါမယ်လူပုံကဘယ်နားမှာဘာလဲဆိုတာမရလို့ရှိရင်လေစာမမွဲအခက်တွေ့ပါတယ်တေချာပေါက်လူပုံနဲ့မန်းပြီးတော့မှကြက်ရမှာပေါ့နော်ဒါဆိုလို့ရှိရင်ခေါင်းကိုထိုးပြတာဆိုလို့ရှိရင်အာတမဥကောင်းဆိုတာကြည့်ရမယ်တချို့နေရာလေးတွေပေါ့မဒါလို့ဆိုလို့ရှိရင်ဒါပါစိနာခကြောကုန်းမှုနေရင်ပဲဒါမျိုးလေးပေါ့နော်ဒီနားမှာဆိုလို့ရှင်ဒါဆွဲ textbook တွေကအတိုင်းပုံလေးနဲ့အတူတူတွဲကြက်ရမှာဖြစ်ပါတယ်မဟုတ်လို့ရှိရင်ရောသွားနိုင်တယ်ပေါ့နော်ဆောင်းမင်းပွဲမှာပုံနဲ့ပြီးလို့ရှင်ဒါဒီနားဘာကြီးလဲဒီနားဘာကြီးလဲဆိုတာဖြစ်သွားတတ်တဲ့အတွက်ပုံလေးနဲ့တွဲကြက်ရမှာဖြစ်တယ်ဆိုတော့စလိုက်ကြရအောင်နော်မီးနှင်းလေးတွေဆိုတော့လေအရန်ကြီးရှင်းပြစရာတော့မလိုဘူးအတန်ထွက်လေးနဲ့ကျန်းလေးပဲဖတ်ပြသွားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နားလဲပါမယ်လို့ထင်ပါတယ်ဒါလေးကတော့အတမဥကောင်ဟိတိုက်နဖူဖြစ်ပါတယ်ခန်းကြီးနဲ့ကြက်စရာမလိုပါဘူးကြက်လို့ရှိရင်တော့ကောင်းတာပေါ့နော်ခန်းကြီးနဲ့ရလေကောင်းလေအကောင်းဆုံးပါပဲဒါပေမဲ့ဒီ N4 level ခန်းကြီးမကြက်နိုင်ဆိုလို့ရှိရင်ဘာမှဖြစ်ဘူးเนาะဒီဟီယာကာနာနဲ့မြန်မာလိုတိတ်ပဲလေးရရင်ရပါတယ်ဒါဆိုလို့ရှိရင်စားလိုက်ရအောင်အတမဥကောင်ဟိတိုက်နဖူမဲမျက်လုံးမိမိနှရွက်ဟာနာနှခေါင်းကုချိပါဇက်ကုချိပီရုနှခမ်းအာဂော့မေးစီကုပိလေပင်နိုးတူလေချောင်းဥဒဲလက်မောင်ဟိจิတရောင်စစ်ခိုရှိခတဲကုပိလက်ကောက်ဝစ်တဲနိုဟိရလက်ဖဝါယူပိလက်ချောင်းယူပိစခိလက်ချောင်းထိတ်တဲနိုခိုလက်ဖမူအရှိကုပိခြေချင်းဝစ်စမစခိခြေချောင်းခတပခုံစေနာခကြောကုံမှုနေရင်ဒမ်ပုရှိတိတင်ပါကိုဒမ်ပုလို့လည်းခေါ်ရဲရှိတိလို့လည်းခေါ်ပါတယ်ဟာရ1 by ဟိဇဒူခခတုခြေဖနောက်စကုတေဤအရှိနိုဥရခြေဖဝါခြေထောက်ရဲ့ဖဝါပိုင်းဆိုတာခြေဖဝါကိုပြောတာပေါ့နော်စကုတေလို့လည်းခေါ်ရဲအရှိနိုဥရလို့လည်းခေါ်ပါတယ်ခေါဤတို့မျက်နှာအယောင်အသွေးခန်းစုကုလေးဖြတ်ထားတော့ဘခန်းစုကုလေးမဖြတ်တော့ဘခန်းခိုးကျမ်းမာရေးတိုက်ချောခန္ဓာကိုယ်ကျမ်းမာရေးဘိုက်ထာရုစာအင်အရေးကြီးလက္ခဏာများဟုတ်ပြီနော်ဒီလိုမျိုးလဲရအောင်ကြက်မယ်စာရွက်တွေကတော့နည်းနည်းပြနေတာကတော့တိခဲ့မိကြည့်ပြပါနော်စာရွက်တွေကကြက်တုံးကလန်တော့အပါတော့ပြေသွားလို့ပါအဲ့တော့ဒီနေရာမှာဒီလိုမျိုးမြန်မာဘက်ကိုဂျပန်ဘက်ကိုဖုံးပြီးကြက်မယ်မြန်မာဘက်ကိုဖုံးပြီးကြက်မယ်အဲ့လိုမျိုးလေးတခြားလေးရအောင်ကြက်မယ်ပေါ့နော်ဒီဟာတွေရသွားပြီဆိုမှဒီခဏဒါလေးနဲ့တွဲပြီးတော့မှသွားကြက်မယ်အဲ့ဒါဆိုရှင်ပို့ပြီးတော့မှရလွယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီပုံလေးအတိုင်းကြည့်ကြည့်မယ်နော်ဒါဆိုရင်ခေါင်းကိုထိုးပြရတယ်အာတမဥကောင်ဒါတွေကတော့ရှင်းတယ်ပေါ့နော်မျက်လုံးတွေပါရတော့ထင်သာမြင်သာရှိပါတယ်မဲမျက်လုံးဒါဆိုလို့ရှိရင်ကုချိဘီဒုနက်ခန်ဒီမှာနော်ကုချိဆိုရင်ဗဇက်တွေ့လားဒီနားလေးကိုထိုးပြတာကျတော့ကုချိဗဇက်ကိုဖြစ်ပြီးတော့ဒီနက်ခမ်းပေါ်မှာဆိုလို့ရှိရင်နက်ခမ်းဆိုပြီးတော့မှဖြစ်သွားဒါလေးဆိုရင်ဒါဆိုရင်ကုချိလို့လည်းထင်နိုင်တာပဲလေနော်ဒါမျိုးပေါ့အဲ့ဒါကြောင့်မလို့ပုံနဲ့တွဲကြရမယ်လို့ပြောတာဖြစ်တယ်ကုချိဘီဒုနက်ခမ်းကုချိပါဇက်ဟုတ်ပြီနော်ဟိတယနဖူဒါလေးလည်းရှင်းတယ်မိမိနှရွက်လည်းရှင်းတယ်ဟာနာနှခေါင်းလေးလည်းရှင်းတယ်နောက်ပြီးတော့ဒါလေးဆိုရှင်အကော့မေးစီနော်ဒီမှာဒီနားလေးမှာရှိနေတဲ့ဟာလေးကအကော့မေးစီဖြစ်တယ်ဒါလေးဆိုရှင်ကုပိလေပင်နော်ဒီမှာနော်ဒါလေးကအကော့ဒါလေးကကုပိဟုတ်ပြီနောက်တွေ့လိုက်ဒီနားလေးမှာ no do ဆိုတာလဲချောင်းအဲ့ဒီနားလေးမှာနည်းနည်းလေးရှုပ်သွားပြီကိုကဒီပုံအတိုင်းမကြက်ထားလို့ရှင်ဒီနားလေးရဟာကိုကကုပြီးလို့ဖြေလဲဖြေနိုင်တာပဲဒါကြက်ထားတဲ့လူကတော့ရှင်းပေမဲ့ပုံနဲ့တွဲမကြက်တဲ့လူကတော့မားနိုင်တယ်เนาะအဲ့ဒါကြောင့်လို့ပုံလေးတစ်ချောင်းပေါက်ကြက်ရမယ်
ကုပိယလဲပင်နိုးတော့လဲချောင်းဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဥဒဲလက်မောင်ဟိကြည့်တထောင်စစ်တွေ့လားဒါမျိုးလေးတွေပေါ့ဥဒဲကလက်မောင်ဟိကြည့်ကတထောင်စစ်ဟုတ်ပြီနော်ဒီနားလေးမှာဒီအလဲလောက်မှာဆိုရင်တထောင်စစ်ဒီနားလေးကလက်မောင်ဒါလေးဆိုရင်ခိုရှိခါနော်ခါလေးဆိုရင်ဒီလိုမျိုးလေးပြရတယ်ခိုရှိရခါဒီမှာနော်ဒါလေးကတဲကုပိလက်ကဝတ်နော်တဲကုပိကလက်ကဝတ်တဲနိုဟီတာလက်ဖဝါဒီမှာဒီနားလေးမှာတဲနိုဟီတာဒါလေးကလက်ဖဝါဒါလေးကတဲကုပိကလက်ကဝတ်ဒါလေးဆိုလို့ရှိရင် UB ကလက်ချောင်း UB စခီဆိုလို့ရှိရင်လက်ချောင်းထိပ်နော် UB စခီကလက်ချောင်းဒီမှာနော်ဒီနားလေးဆိုရင်လက်ချောင်းထိပ်ဖြစ်ပြီးတော့ဒီနားလေးဆိုရင်လက်ချောင်းကိုပြတာဖြစ်တယ်အာရှိကုပိခြေချင်းဝတ်ပေါ့နော်ဒီမှာလေးဆိုရင်အာရှိကုပိခြေချင်းဝတ်ဟုတ်ပြီစမစခီကတော့ခြေချောင်းပေါ့နော်ဒါဆိုရင်တော့ဒီမျက်နှာထိပိတ်ပြီးသွားပြီနော်ဒါမျိုးလေးတွဲကြရမယ်နော်ဟုတ်ပြီဒီဘက်ကိုလာမယ်ခတဒါလေးကပခုံးစေနာခအကျော်ကုန်းမှုနဲ့ရဒါလေးကရင်ဘက်ဟာရ1 byte ဒီမှာဒမ်ပုရှိတရတင်ပါဖြစ်တယ်နော်တင်ပါလေးကလည်းရှင်းပါတယ်ဒါလေးခုနကတော့မဒီဘက်ကိုမပြောလိုက်ရအောင်နော်တဲနိုခိုးကလက်ဖမိုးပြောတာနော်ဒီမှာဒီဘက်လေးနော်ဒီမှာမတူးနော်လက်ဖဝါနော်ဒီလိုအစင်းချောင်းလေးပါတယ်ဒါကိုလက်ဖဝါဒီမှာလက်ကိုမှောက်ထားတဲ့ပုံစံပေါ့နော်လက်ဖမိုးတဲနိုခိုးကလက်ဖမိုးဟုတ်ပြီဒါလေးဆိုဟီဇာဆိုလို့ရှိရင်ဒူခခတူကခြေဖနောက်နော်ဒီမှာနော်ဒါလေးဆိုလို့ရှိရင်လည်းခက်စင်စင်လေးနော်အာရှိကုပိခြေချင်းဝင်းနဲ့ခခတူခြေဖနောက်နော်ဆိုကုတေဤအာရှိနောဥရခြေဘဝနော်ခြေတော့ဤဘဝပိုင်းဆိုဆိုကုတေနဲ့အာရှိနောဥရခြေဘဝဥရခြေဘဝဟုတ်ပြီအဲ့ဒီတော့ခုနကပြောသလိုပဲဒီဖာလေးနဲ့ကြက်ထားလို့ကဘယ်နားမှာပါလဲဆိုတော့တီးတယ်ဒါပေမဲ့ပုံနဲ့အတွက်မကြက်ထားဘူးခိုတိုဘတီးတဲ့မဲ့ကြက်ထားမယ်ဆိုလို့ရှိရင်တော့ပုံနဲ့မေးလာတဲ့အခါမှာခတ်ပါလိမ့်မယ်နော်ဒါကြောင့်မလို့ပုံလေးနဲ့တွေ့ချက်ပါဒီဗီဒီယိုလေးကတော့နည်းနည်းလေးရှင်းမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီမီနင်းတွေကိုတမျက်နှာလောက်ပဲရှင်းပြပြီးဗီဒီယိုတစ်ဖိုင်လောက်လိုက်မယ်ဆိုလို့ရှိရင်ဗီဒီယိုတွေအများကြီးသင်ရမှာပေါ့နော်ခိုတိုဘလေးတွေလည်းနည်းနည်းအရန်ကြီးတော့မများပါဘူးဒါပေမဲ့ဗီဒီယို5 ဖိုင်လောက်နဲ့ပြီးသွားအောင်လို့ဒီတော်တော်လေးဗီဒီယိုတစ်ဖိုင်ထဲမှာဆိုတော့ခိုတိုဘလေး3-4မျက်နှာလောက်တော့ပါမယ်ပေါ့နော်ဟုတ်ပြီဒါလေးပြန်နောက်တစ်မျက်နှာပေါ့နော်ဒါလေးကကြောင့်တားရီခဏကိုအနေထားနော်ဒါမဲ့စာရွက်လေးပြည့်နေရလေးသိခံပြီးကြည့်ပြပါဦးနော်ကျောကိုင်ပလက်အိတ်လေးရတဲ့ကျောကိုင်ဟုတ်ပြီကျောကိုင်ဆိုတာဘာလဲဆိုတာကိုတွားပြီးတော့မှပုံမှန်တွားကြည့်မယ်ဒီမှာကျောကိုင်ဒါလေးကဟုတ်ပြီနော်ကျောကိုင်ပလက်အိတ်တွေဆိုတာဒါမျိုးလေးဒါလေးကတော့တချို့ကတော့ပြောမယ်ပေါ့နော်ဟဲလွယ်လွယ်လေးပလက်အိတ်တွေဆိုတာပလက်အိတ်တာတိတာပေါ့ဆိုပေမဲ့ပုံနဲ့တွဲချက်ထားမှဒါလေးပို့ပြီးတော့ခေါင်းနဲ့ဆွဲမှဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လို့ပုံလေးနဲ့တွဲပြတာဖြစ်ပါတယ်အလကားပြနေရမှာမဟုတ်ဘူးနော်ဟုတ်ပြီနော်ပြီးရင်စုကုကိုင်ဘေးတစ်စောင်းအိတ်လေးရစုကုကိုင်ကဘေးတစ်စောင်းအိတ်လေးရဟုတ်ပြီနော်စုကုကိုင်ဒီမှာစုကုကိုင်ဒါလေးနော်ဘေးတစ်စောင်းလေးအိတ်နေတယ်ဒါလေးကကျောကိုင်ပလက်အိတ်နေတယ်စုကုကိုင်ဘေးတစ်စောင်းအိတ်နေတယ်ဟုတ်ပြီဖုကုကိုင်မောက်အိတ်လေးရဖုကုကိုင်ကမောက်အိတ်လေးရဒီမှာဒါလေးနော်ဖုကုကိုင်ဆိုရင်မောက်အိတ်နေတယ်အဲဆိုတခါလေးရအောင်ပြန်ကြက်မယ်နော်တခါလေးကြက်ပြီးမယ်ပလက်အိတ်တာကကျောကိုင်ပလက်အိတ်တာကကျောကိုင်ဘေးတစ်စောင်းအိတ်တာကကြားလို့ရှိလို့ရှိရင်စုကုကိုင်ဘေးဆောင်အိတ်တာကစုကုကိုင်မောက်အိတ်တာကဖုကုကိုင်ဟုတ်ပြီနော်ဒါဆိုရင်ဖြည့်ကြည့်မယ်နော်ပလက်အိတ်တာကဘာလဲကျောကိုင်ဘေးဆောင်အိတ်တာကစုကုကိုင်မောက်အိတ်တာကဖုကုကိုင်နော်ဟုတ်ပြီဒါဆိုရမယ်လို့ထင်ပါတယ်တခါလေးလိုက်ချက်မဲ့လူကတော့ရပါမယ်ပေါ့နော်ဒါလေးတွေကနောက်တစ်ခုဆိုရှင်တန်းဆိုင်ခြေထောက်ချထိုင်လေရတယ်ဟုတ်ပြီနော်တန်းဆိုင်ခြေထောက်ချထိုင်လေဟုတ်ပြီတန်းဆိုင်ဆိုတာဘာလဲဆိုတာဒါမျိုးဖြစ်တယ်နော်ဂရင်ပေါ်မှာဒါမျိုးခြေထောက်လေးချပြီးတော့မှထိုင်ထားတာလေးကတန်းဆိုင်ခြေထောက်ချထိုင်လေရတန်းဆိုင်မှတ်ထားမယ်နော်ဂရင်ပေါ်မှာခြေထောက်လေးချထိုင်ထားတာကဘာလဲတန်းဆိုင်ခြေထောက်ချထိုင်လေရ ritsi မတ်တရက်လေရတယ် ritsi နော် ritsi မတ်တရက်လေရဒီ ri ကိုတချို့က li လို့တင်တယ်ပေါ့နော်အလိမ်မှာလည်းတင်ခဲ့ဘူးတယ်ပေါ့နော်တချို့ဆန်စီက ri လို့တင်တယ်တချို့ဆန်စီက li လို့တင်တယ်အဲ့တော့ကိုက li လို့တင်ခံထားလို့ ri လို့ပြောနေဟဲ့မားနေရလားဆိုတာမျိုးတော့မပြောနဲ့ပေါ့နော်တချို့ကဟဲ့မားနေရလို့ထင်နေမှာဆိုလို့ဆန်စီကအမျိုးမျိုးဆိုလို့နော်အတန်ထွက်နေတဲ့အမျိုးမျိုးအလိမ်မှာလည်းအဲ့လိုပဲတင်ခဲ့ရဒါပေမဲ့အလီမာကတော့ re လို့ပဲဖတ်တယ်ပေါ့နော် ritsi မတ်တရက်လေရက် ritsi မတ်တရက်လေရက်ဒါလေးကမတ်တရက်နေရပါတော့ဒါလေးကတော့ရှင်းတယ်မတ်တရက်တော့ ritsi မတ်တရက်နေရဟုတ်ပြီဒီမှာဒါလေးဆိုလို့ရှိရင် e ဆိုင်ထိုင်ခုံတွင်ထိုင်လေရက်တဲ့ e ဆိုင်ဇိုင်လို့လည်းခေါ်ရနော် e ဆိုင်ဇိုင်ထိုင်ခုံတွင်ထိုင်လေရက်တဲ့
ဤဆိုင်ထိုင်တယ်အဲ့တော့ခြေထောက်ဒါလည်းထိုင်ကုန်မှာလည်းခြေထောက်ချထိုင်နေတာပဲဒါလေးရောတန်းဆိုင်လို့မရဘူးလားဆိုလို့ရှိရင်မရအောင်เนาะဒီမှာဇာတ်ပေါ်မှာဒါမျိုးလေးချထိုင်နေတာကတန်းဆိုင်ထိုင်ကုန်မှာထိုင်နေတာကဤဆိုင်ဒါပို့လို့ရှိရင်ဆိုင်မတည့်ရနေတာက reach မတည့်ရနေတာက reach เนาะအဲ့တော့ပုံ6ပုံမှာအရာတစ်ခါလေးကြက်မယ်เนาะကဲပြန်ဆိုကြည့်အောင်မတည့်ရတာကကြတော့မတည့်ရဘူးမတည့်ခိုင်းသွားလိုက်မတည့်ရနေတာကကြတော့ reach ခြေထောက်အဲ့ရဘွားနဲ့ခြေထောက်ချထိုင်နေတာကကြတော့တန်းဆိုင်ထိုင်ကုန်မှာထိုင်နေတာကဤဆိုင်မောက်အိတ်နေတာကဖူကူဂိုင်ဘေးစားအိတ်နေတာကဆိုကူဂိုင်ပက်လက်အိတ်နေတာကကျော်ဂိုင်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့6လုံးကိုဒီဗီဒီယိုလေးအာယုံဆိုင်နားထောင်နေတဲ့လူကတော့ဒီမီနင်းအခုမှသိမယ်ဆိုလို့ရှိရင်တော့မှရနေပြီလို့ထင်ပါတယ်လုံးဝမရရင်တော့မှရင်းနှီးသွားပြီပေါ့နော်ကျော်ဂိုင်ဆိုကူဂိုင်ဖူကူဂိုင်တန်းဆိုင်ရစ်ချ်ဤဆိုင်ဆိုတာလေးရတော့ဟုတ်ပြီတိုင်းခဏကိုအနေထားเนาะဒါလေးရခဏကိုအနေထားလေးပေါ့ဒါလေးတွေကဘယ်လိုလုပ်နေလဲပက်လက်အိမ်နေထိုင်နေတယ်မသက်ရနေတယ်ဆိုတာလေးကတိုင်းခဏကိုအနေထားတိုင်းဤဟန်ခန်းဆိုတာကခဏကိုအနေထားပြောင်းလဲခြင်းတိုင်းဤဆိုတာကခဏကိုအနေထားဒီမှာတိုင်းဤဆိုတာကဟန်နာခဏကိုဟန်ခန်းဆိုတာကပြောင်းလဲခြင်းအဲ့တော့တိုင်းဟန်ခန်းဆိုတဲ့ခါကျတော့ကိုအနေထားပြောင်းလဲခြင်းတိုင်းဟန်ခန်းဆိုတာကကိုအနေအထားပြောင်းလဲခြင်းရှိစိဆိုတာကကိုနေဟန်ထားရှိစိဆိုတာကလည်းကိုနေဟန်ထားရှိစိကိုနေဟန်ထားတိုင်းဟန်ခန်းကိုအနေအထားပြောင်းလဲခြင်းဟုတ်ပြီနော်အဲဒီမျက်နှာလေးပြီးသွားပါပြီစကားတစ်ခုဖြတ်ပြောချင်တာကဒီပုံလေးပေါ့နော်ဥမာကိုမခုနကအလိမ်မှာပြောသလိုပဲစာအုပ်ဝယ်ဖို့လည်းနည်းနည်းလေးခက်နေတယ်ကိုကနေရဖြစ်စာအုပ်လေးရှာမရဘူးဆိုလို့ရှိရင်အလိမ်မာရဲ့ YouTube channel လေးကိုကြည့်ပြီးတော့မှကြက်လို့ရတယ်တခုကဗီဒီယိုဖြစ်နေတဲ့အခါကျတော့ပုံဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အဲ့လိုလေးဖြစ်နေတဲ့လူတွေအတွက်အခုအလိမ်မာဒီဗီဒီယိုလေးမှာ TikTok ရဲ့အလိမ်မာရဲ့ TikTok ပေါ့နော်ဒီအလိမ်မာ sharing ပေါ့ဒီ YouTube channel နဲ့နာမည်တူ TikTok အကောင့်မှာပုံလေးတွေတင်ထားပေးရနော်ဒီဟာလေးတွေပုံလေးတွေတင်ထားပေးရတဲ့အတွက်အဲ့ဒီပုံလေးတွေကိုစိတ်ပြီးတော့စာကြက်လို့ရပါတယ်အဲ့ဒါလေးတစ်ချက်ပြောပြပေးတာပေါ့နော်စာအုပ်မရှိတဲ့လူတွေကပုံလေးတွေနဲ့လည်းသွားပြီးတော့မှ TikTok မှာရှာပြီးတော့ကြက်လို့ရပါတယ်အခု YouTube မှာကတော့ဗီဒီယိုလေးနဲ့ရှင်းပြရလေးတွေတင်နေပေါ့နော်ဟုတ်ပြီနောက်တစ်မျက်နှာသွားမယ်နော်influenza တုတ်ကွေးနော် influencer အင်္ဂလိပ်လိုဆိုရှင်တော့ influencer ပေါ့နော် influenza တုတ်ကွေး influenza တုတ်ကွေး influenza ကတုတ်ကွေးဟုတ်ပြီနော်ပြီးလို့ရှင်ခိုင်ဆန်ဝယ်ယောကခိုင်ဆန်ဝယ်ယောကခိုင်ဆန်ဝယ်ယောကခစေအေးမိခြင်းခစေအေးမိခြင်းခစေကအေးမိခြင်းနောက်ပြီးလို့ရှိရင်ခိုးခက်ချအဆချောကတွေးပေါက်နေတတ်ခြင်းတွေးတူအောင်ခိုးခက်ချအဆချောလို့ခေါ်ပါနော်ခိုးခက်ချအဆချောကတွေးပေါက်နေတတ်ခြင်းတွေးတူအောင်ပါနော်တွေးတူရလို့ပဲမှတ်လိုက်မယ်ခိုးခက်ချအဆချောကတွေးတူခြင်းပြီးလို့ရှိရင်ရှော့ကုချူဒုက္ခဆိုလို့ရှိရင်အစာအစိတ်တင်ခြင်းပါနော်ရှော့ကုဆိုတာကဒီဟာစားတာဟုတ်အဲ့တော့ရှော့ကုချူဒုက္ခဆိုလို့ရှိရင်အစာအစိတ်တင်ခြင်းရှော့ကုချူဒုက္ခအစာအစိတ်တင်ခြင်းနင်းချီရှော့ကတော့မညံချိုးရမှုယောဂပါနော်နင်းချီရှော့မညံချိုးရမှုယောဂနိုရိုအီဒုစုဆိုတာနိုရိုဗိုင်းရပ်စ်ကိုခေါ်နော်ဒီမှာနော်နိုရိုအီဒုစုနိုရိုဗိုင်းရပ်စ်ဟကူနိုင်ရှောအတွင်းသိမ့်ဟကူနိုင်ရှောဆိုတာကအတွင်းသိမ့်မျက်စိအတွင်းသိမ့်ကိုပြောတာပေါ့နော်ဟကူနိုင်ရှောမျက်စိအတွင်းသိမ့်ဟကူနိုင်ရှောအဲ့တော့ပြန်ချက်မယ်နော်အဲ့ဟာလေးကိုတုတ်ကွေးရ influenza လာတယ်ခိုင်ဆန်ဝေယောကခစေကအေးမိခြင်းခိုးခဲဆအဆစ်ရှောကတွေးပေါင်ခြင်းတက်ခြင်းတွေးတိုးခြင်းခိုးခက်ချအဆရှောရှော့ကုချူဒိုကူဆိုတာအစာအစိတ်တင်ခြင်းနင်းချီရှောကမညံချိုရမှုယောကနိုရိုအီဒုစုကနိုရိုဗိုင်းရပ်စ်ဟကုနိုင်ရှောကအတွင်းသိမ့်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုရပြီလို့ထင်တယ်ပေါ့နော်ဒီဟာလေးဆက်သွားမယ်နော်ကဲ fight ဒီမှာဗီဒီယိုလေးကနည်းရှင်းနေပြီဆိုရင်ပြင်းနေလောက်ပြီထင်တယ်ဆက်ကြိုးစားမယ်နော်ဒီဗီဒီယိုလေးကြည့်ရုံနဲ့အချိန်15မိနစ်20လောက်ပေးရုံနဲ့ခိုက်ကော့ဂျပန်ပိုင်းခိုတိုဘာကို4မျက်နှာစာလောက်ရောက်အောင်ပါဗောနော်ဒီမှာဒီ1မျက်နှာလေး2မျက်နှာ3မျက်နှာ4မျက်နှာတကယ်တော့ဒီနေ့က5မျက်နှာအထိတင်မှာဖြစ်ပါတယ်ဒီတင်မှာဗောနော်ဒီဆိုလို့ရှင်တော်တော်လေးဂျပန်ပိုင်းခိုတိုဘာတော်တော်များများလေးရောက်သွားပြီလို့
ထင်းတဲ့အထိခံစားရတဲ့အထိပေါ့နော်ဒီထိတင်တော့မှာဖြစ်ပါတယ်ဒီတော့မှလည်းဒီထိပုံတင်ထားပြီးပြီပေါ့နော်အဲ့တော့ဆက်သွားလိုက်ကြရအောင် fighting မနာဆင်ဟုတ်ပြီနော်နာကျင်တော့ကြိုက်ခဲတော့ itai နော် itai နာကျင်တော့ကြိုက်ခဲတော့အိုးတူကပြုတ်အန်ခြင်းနော်ဒီမှာဒါလေးပေါ့နော်ပုံလေးနဲ့ပြထားပေးတယ်အိုးတူပြုတ်အန်ခြင်းအိုးတူကပြုတ်အန်ခြင်းခတာမဟီကိုတချမ်းလေးဖြတ်ခြင်းခတာမဟီကိုတချမ်းလေးဖြတ်ခြင်းခါယူရရန်တော့ခရုရှိပမန်းခက်ခဲတော့ဒီမှာနော်ခရုရှိခိပမန်းခက်ခဲတော့ပြီးလို့ရှိရင် Gary one shot ခြင်း Gary က one shot ခြင်း one ပြ one shot ပေါ့နော် Gary one shot ခြင်းခိုးရှုကုလက်ချောင်းများကောက်ွယ်ခြင်းခိုးရှုကုလက်ချောင်းများကောက်ွယ်ခြင်းခိုးရှုကုလက်ချောင်းများကောက်ွယ်ခြင်းခုတ်ကျက်စကအယိုကျိုးခြင်းခုတ်ဆက်စအယိုကျိုးခြင်းရှောကြောယောဂလက္ခဏာများဂျော့ကုဆိုအယနာနော်ဂျော့ကုဆိုအယနာစိတ်ခီအားချောင်းဆိုခြင်းမင်းဆန်တော့မသိအလိမ္မာကတော့လေဘာမားလဲဆိုရင်ဒီစိတ်ခီနဲ့ခစေအရင်မားလားခိုင်းကောပေါ့နော်ခိုင်းကောလို့တော့ခစေအေးမိစိတ်ခီအားချောင်းဆိုခြင်းအဲ့နှစ်ခုလေရှုပ်ခတ်နေရပါတော့တယောက်တည်းလေရောနေတာပေါ့နော်မင်းဆန်တော့အဲ့လိုမရောနေပါနော်စိတ်ခီဆိုတာကချောင်းဆိုခြင်းခစေဆိုတာကအေးမိခြင်းဟာခိခဲကပြုတ်ခြင်းအန်ခြင်းဟာခိခဲကပြုတ်ခြင်းအန်ခြင်းဟာခိခဲပြုတ်ခြင်းအန်ခြင်းဒါဆိုမှခက်စင်လေးလာပြီနော်ဟာခိခဲနဲ့အိုတိုလေးနော်အိုတိုကပြုတ်အန်နဲ့ဟာခိခဲကလည်းပြုတ်ခြင်းအန်ခြင်းနောက်တစ်ခုလာမယ်ဟက်ခန်းဆိုတာကချွေးထွက်ခြင်းဟက်ခန်းဆိုတာကချွေးထွက်ခြင်းဟိုရှင်ဆိုတာအနီရောင်ဖူးပိန်ထားခြင်းနော်ဟိုရှင်အနီရောင်အဖူးအပိန်ထားခြင်းဟိုရှင်အနီရောင်အဖူးအပိန်ထားခြင်းဟာツネツကိုပူခြင်းဘမ်ပီဝမ်းချုပ်ခြင်းဘမ်ပီကဝမ်းချုပ်ခြင်းမဲမိုက်ကောင်းမှုခြင်းဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင် view file လေးကဘာလို့မောင်ဝါလဲလို့ဗီဒီယိုကလည်းနည်းနည်းလေးမောင်ဝါလားမသိဘူးခဏလေးပါနော်မီးလေးဖွင့်လိုက်မယ်နောက်တစ်ခုမှနောက်ဆိုင်ပါကြည့်ရတော့ကျောင်းကတော့မောင်မာဆိုလို့ပေါ့နော်မီးလေးတော့ဖွင့်လိုက်ပါရဲ့လင်းတော့ရေပေါ့နော်အခုကတော့ဟုတ်ပြီဒါဆိုလို့ရှိရင်တစ်ခါတော့ထပ်ဖတ်အောင်မလားဖတ်ရှင်တော့လို့ပြောလိုက်တယ်စိတ်ထဲကနေပြောလိုက်တယ်ကြားလိုက်တယ်နော်ပြောလိုက်တယ်လားဒါမဲ့ဖတ်မယ်နော်ပို့ပြီးတော့မှတ်မိပါအောင်itai နာကျင်သောကြိုက်ခဲသောအိုးတိုပြုတ်အန်ခြင်းခတာမဟီကိုတချမ်းလေးဖြတ်ခြင်းခါယူရရန်သောခရုရှိပင်ပန်းခက်ခဲသော Gary one shot ခြင်းခိုးရှုကုလက်ချောင်းများကောက်ွယ်ခြင်းခုတ်ကျက်အယိုကျိုးခြင်းရှောကြောယောဂလက္ခဏာများကြောက်ကုဆိုအိယာနာဆဲခိချောင်းဆိုခြင်းဟာခိခဲပြုတ်ခြင်းအန်ခြင်းဟက်ခန်းချွေးထွက်ခြင်းဟိုရှင်အနီယာအဖို့ပိန်ထားခြင်းဟာစစ်နဲ့ကျကိုပူခြင်းဘန်းပီဝမ်းချုပ်ခြင်းမဲမရခေါင်းမူခြင်းဟုတ်ပြီနောက်တက်မျက်နှာပါနော်ဒါလေးကတော့နောက်ဆုံးမလေးပါနော်ဒီနေ့အတွက်နောက်ဆုံးပါအဲ့တော့ပြင်းလို့ရှိရင်လည်းဗီဒီယိုကိုမရက်လိုက်နဲ့မကြော်ဝါလိုက်နဲ့မ skip လိုက်နဲ့ stop မလုပ်လိုက်ပါနဲ့ဘာလို့လဲဆိုလို့ရှိရင်တော့ခဏလေးချိန်ပေးရုံနဲ့ဒီခိုက်ကော့ဖြေမဲ့လူတွေဆိုလို့ရှိရင်ကြက်ပြီးတော့ဖြစ်သွားအောင်လို့မကြက်ဘူးဟုတ်တယ်ဒါလေးကဒီလိုလိုက်ကြည့်ရုံနဲ့တော့ဘယ်သူကအလွတ်ရမှာလဲဟုတ်တယ်နော်ဒါပေမဲ့ Yini right ဒီစကလုံးတွေကိုခုနပြောရတဲ့ပြုတ်ချင်းအန်ဂျင်နာတွေဒီတုတ်ကွေးတွေဒါတွေက Yini right ပလက်အိတ်တာတွေဘာတွေဒါစိတ်ထဲမှာ Yini right ရဲ့အတွက်ကိုယ့်အတွက်အစ်စ်မဟုတ်တော့ဘူးနော်အဲ့လိုမျိုးခင်လာချက်လေးရသေးတယ်အလိမ္မာရဲ့ YouTube video လေးကိုကြည့်ရုံနဲ့စာအကုန်လုံးရရမယ်လို့မဆိုလို့ဘူးနော်စာဆိုတာကြက်မှတ်ရမှာလေနော်အဲ့တော့လိုက်ကြည့်ရုံနဲ့ဒါလေးနဲ့ရင်းနှီးသွားရဆိုရယ်ခံစားချက်မျိုးလေးပေးခြင်းရုံပါကျမရဲ့ဒီရင်တွင်းဖြစ်လေးပေါ့နော်အဲ့တော့လိုက်ကြည့်ပါလို့ပြောချင်ပါတယ်နောက်ဆုံးစာမျက်နှာလေးပဲနော်ဒီနေ့အသက်ဤကျော်ကူပြောင်းခြင်းဤကျော်ကကူပြောင်းခြင်းဤကျော်ကူပြောင်းခြင်းဤဒိုရွေလျားခြင်းဤဒိုရွေလျားခြင်းနော်ခန်းကြီးကဤနဲ့တူရနော်ဤကျော်ကူပြောင်းခြင်းဤဒိုရွေလျားခြင်းဤကျော်ကူပြောင်းခြင်းဤဒိုရွေလျားခြင်း
Oki agaru eyama tumadi Oki agaru eyama tumadi ဆိုတာကပြုစုရှောက်သူကဒီဘိုးဘွားတွေကိုအဲ့ရကနေထူမလိုက်တဲ့အချိန်မှာ Oki agaru ပါနော် Burekio kakeru bureki break ပေါ့နော် break ဆွဲတာနော် Burekio kakeru Burekio kakeru break ဆွဲဒီကရှောကအဲ့ရတဲ့လဲနေခြင်းကရှောကအဲ့ရတဲ့လဲနေခြင်းကရှောအဲ့ရတဲ့လဲနေခြင်းခုရုခရုမအီစုနော်ခရုမဆိုတာကအီစုဆိုတာထိုင်းကုန်ခရုမအီစုဘိန်းတက်ကလထိုင်းခရုမအီစုကဘိန်းတက်ကလထိုင်းခွဲခခဲဆိုတာကလမ်းခေါ်တယ်ခွဲခခဲလေးဆိုတာကလေခိုက်ကော့မှာအရင်အရေးပါတဲ့စကားလုံးပေါ့နော်ဒီအတန်ပေးတာပေါ့နော်လမ်းခေါ်တဲ့အတန်ပေးတယ်ဥမာအခန်းထဲဝင်တော့မယ်ဘူဘရဲ့အခန်းထဲဝင်တော့မှဖြစ်ဖြစ်တခုခုဖြစ်ဖြစ်ဒီခွဲခခဲပေးပြီးတော့မှဝင်ရမှာဖြစ်တယ်ပေါ့နော်သူတို့ရဲ့ privacy ကိုအလေးထားတဲ့အနေနဲ့ဒါမျိုးပေါ့နော်ခွဲခခဲခွဲဆိုတာအတန်လေးနော်ခွဲခခဲဆိုတာကလမ်းခေါ်ခြင်းbreak ကိုခခဲတူဆိုတာက break ဆိုရင်ဒီမှာခခဲလေးတူရနော်ဒါလေးကတော့ကလေးမနီပေါ့နော်ခခဲလေးတူရ okay နောက်တစ်ခုလာမယ်ဆဆအဲတူဟန်ချက်မပြတ်စီရင်ထိန်းပြီးဆဆအဲတူဟန်ချက်မပြတ်စီရင်ထိန်းပြီးတယ်ဘိုးဘွားတွေကိုဒီလေဖြတ်နေတဲ့ဒီတချမ်းဖြတ်နေတဲ့ဘိုးဘွားတွေဖြစ်ဖြစ်တခြားဒီလမ်းမရှောင်နိုင်တဲ့ဘိုးဘွားတွေကိုပြုဆောင်ရောက်သူကဟန်ချက်မပြတ်စီရင်ထိန်းပြီးတယ်ဆိုတဲ့ခုတော့ပါလိပဲနော်ဆဆအဲတူဟန်ချက်မပြတ်စီရင်ထိန်းပြီးဒီဆွဲဒုက္ခဆွဲကဒုက္ခဆွဲဆိုတာကဒုက္ခစခါမာရုဖန်ဆုပ်ဒီစခါမာရုဖန်ဆုပ်ဒီပေါ့နော်စခါမာရုဖန်ဆုပ်ဒီတဲစရီလက်ကင်တန်တဲစရီလက်ကင်တန်တဲစရီလက်ကင်တန် break က break ပေါ့နော်ခုန break ဟိုခိုခီကလမ်းလျှောက်ကလေးဟိုခိုခီလမ်းလျှောက်ကလေးဒါလေးကလည်းအမီးများနော်စိတ်မိနစ်နေမှလာလိမ့်မယ်နော်စိတ်မိနစ်လည်းသင်ပေးသွားမှာပါစာကို focus ပြန်လုပ်မယ်ဟိုခိုခီကလမ်းလျှောက်ကလေး you do ကလမ်းပြခေါ်ဆောင်ခြင်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 း reshow ကအဲ့ရမှာထားခြင်း reshow ကအဲ့ရမှာထားဟုတ်ပြီဒီ you do ကလည်းအရင်ပါတယ်နော် you do ကလမ်းပြခေါ်ဆောင်ခြင်းဟုတ်ပြီ reshow ကအဲ့ရမှာထားခြင်းအဲ့တော့ဒီမှာမားစရာလေးရှိတော့ gashow နဲ့ reshow ကခက်စင်လေးနော် gashow ဆိုတာအဲ့ရမှာထားတယ်ဟုတ်ပြီနော်ဒီမှာက show ကတော့တူရပါတော့ခက် reshow ဆိုတာအဲ့ရမှာထားတယ်gashow ကကြတော့အဲ့ရတဲ့လဲနေတာနော်ခုနပြောတာမားတော့ဆိုနေ gashow ကအဲ့ရတဲ့လဲနေတာ reshow ကအဲ့ရမှာထားတာအဲ့ဒါလေးကိုရောဝါနိုင်တယ်ဘောနော်ဒီစားလေးကြက်မယ်gashow ရဲဆိုအဲ့ရတဲ့လဲနေမယ်gashow ဆိုလို့ရှိရင်အဲ့ရတဲ့လဲနေမယ် reshow ဆိုလို့ရှိရင်အဲ့ရမှာထားခြင်း re ဆိုပြီးတော့ဘောနော်အဲ့လိုမျိုးဒါကလေးမှတ်နေပါတော့ re ဆိုလို့စိတ်ထဲမှာလိုက်ပေါ့ re ဆိုလို့အတန်လေးကြားရတယ်အမအဲ့ရမှာထားရပေါ့ရီလို့ကြားရတယ်အဲ့ရမှာထားလိုက်တယ်အဲ့ရမှာထားခြင်းကရှောဆိုတာကနာနာတော့မသိဘူးငါအိတ်လိုက်အောင်မယ်ဆိုတဲ့ပုံစံအဲ့ရတယ်လဲနေခြင်းမနော်ကနာနာမသိတဲ့ကိစ္စကိုအဲ့ရတယ်မှာတွေးလိုက်အောင်မယ်အဲ့ရတယ်လဲနေခြင်းဟုတ်ပြီနော်ကရှောဆိုတာကနာနာမသိကြတဲ့ကိစ္စကိုအဲ့ရတယ်လဲနေပြီးတော့တွေးလိုက်အောင်မယ်ပေါ့အဲ့လိုမျိုးလေးပေါ့နော်အဲ့ရတယ်လဲနေခြင်းကရှောအဲ့ရတယ်လဲနေခြင်းရီရှောကအဲ့ရမှာထားခြင်းဟုတ်ပြီနော်နောက်ဆုံးလေးကတော့မွန်တိုင်းနော်ခုတော့ပါမိကုန်းရခုတော့ပါဟုတ်ပြီခိုင်ဂေါရှော့ကိုကတော့ပြုစုရှောက်ရေးဝင်တန်းပေါ့နော်ဒါခိုင်ကောရှော့ကိုပြုစုဆောက်ရှောက်ရေးဝန်တန်းခိုင်ကောရှော့ကိုပြုစုဆောက်ရှောက်ရေးဝန်တန်းဟုတ်ပြီဒါဆိုလို့ရှိရင်တော့နောက်ဆုံးတစ်ခေါက်ထပ်ပတ်မယ်ပေါ့နော်တစ်ခေါက်စီမပြင်းပါနဲ့ဟုတ်ဒါလေးမှတ်မိအောင်ပေါ့နော်ဤကျော်ကူပြောင်းခြင်းဤတို့ရွေလျာခြင်းအိုခီအာကာတို့အဲ့ရမှာထူမာဒီဘူရိခီယိုခခဲတို့ break ဆွဲဒီကာရှော့အဲ့ရတဲ့လဲနေခြင်းကကနာမသိတဲ့အရာကိုအဲ့ရတဲ့လဲနေပြီးတော့စဉ်းစားအောင်မယ်ကာရှော့အဲ့ရတဲ့လဲနေခြင်းကုရမအစ်စုကုရမကအစ်စွာထိုင်ကုန်ကုရမအစ်စုဘိန်တက်ကလထိုင်ခွဲခခဲကလန်ခေါ်ခြင်းဆဆအဲတို့ကဟန်ချက်မပြတ်စီရင်ထိန်ပြီးတဲ့ဆွအဲရဒုတ်ကစုခမတို့ကဖန်ဆုပ်တီတဲစုတရလက်ကင်တန်ဘူရိခီယာ break ခိုခီယာလန်ရှက်ကရီယာယူဒိုကလန်ပြခေါ်ဆောင်ခြင်းရီရှော့ကအဲ့ရမှာထားခြင်းခိုင်ကောရှော့ကပြုစုဆောင်ရေးဝင်တယ်တကယ်ပြီးပါပြီဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေ့အတွက်ပေါ့နော်ဒီမှာအများကြီးရသွားတယ်နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ရှိရင်စာတခိုင်းလုံးမဲ့ဆိုတဲ့လူတွေ M5 လည်းလုပ်လို့ရတယ်နော်ဒီစာတွေက M5 လည်းဘာလို့လုပ်လို့ရလဲဆိုလို့ရှိရင်ဖြည့်ဖို့အစီအစဉ်မရှိသေးရင်တော့မှကြိုးချက်ထားလို့ရတယ် M4 တွေဖြည့်ပြီးလို့ M4 လုံးနေတော့မို့ခိုင်းတော့ဖြည့်မဲ့လူတွေလည်းလုပ်လို့ရတယ်နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့တခါတည်းတော့မှသွားရှာပြီးတော့စာအုပ်ရှင်တော့စာအုပ်လေးကနေကြက်မယ်ပေါ့နော်စာအုပ်ဖြစ်လူတွေကတော့မှလိမ္မာတင်ထားတဲ့ပုံလေးတွေရှာပြီးတော့တခါတည်းကြက်မယ်နော်အဲ့တော့တော်တော်လေးရသွားပြီပေါ့နော်ဒီမှာဒီမီနစ်နေကခုတ်တော့ပါပေါ့နော်ခုတ်တော့ပါတွေကအရင်မများဘူးပေါ့နော်ဒါပြင်ဒီမှာဒါလေးတွေကြက်မယ်ပြင်ဒါလေးကြက်မယ်ပြင်ဒါလေးကြက်မယ်ပြီးလို့ရှိရင်ဒါတမန်တမျက်နှာကြက်မယ်လိုဂျိုကြားလေးတူကထည့်ထားပြီးတမျက်နှာ
ဒါပေမဲ့အလိမ္မာတခါတင်3-4မျက်နှာဆိုလို့ရှိရင်တော့အလိမ္မာထင်တယ်ဗီဒီယို9 ဖိုင်လောက်ပဲလိုမယ်လို့ထင်တယ်ပေါ့နော်ဒီမှာဒါလေးဆိုရင်အဆုံးပဲနော်ဒီမှာဒါလေးဆိုရင်အဆုံးပဲဖြစ်တယ်အဲ့တော့ဗီဒီယို9 ဖိုင်လောက်ကိုဂျပန်ပိုင်းခိုးတို့ပါရခြင်းနဲ့ဆိုလို့ရှိရင်တော့လိုက်ကြည့်ပါနော်ခိုင်းကောကလေအရင်စမများဘူးเนาะအဲ့တော့ခိုးတို့ပါကလေတချို့တော့ပြောပါတော့အမတ်ပြေလို့ခြင်းဘယ်ဟာတွေကြက် no စာအုပ်တအုပ်ထဲကခိုးတို့ပါကြက်အောင်တယ်เนาะအောင်တယ်အလိမ္မာဆိုလို့ရှိရင်ဂျပန်ပိုင်းကို100ရခဲ့တာပါအမမကြည့်ဘူးဒီခါလေးပဲကြည့်ရဒီခိုးတို့ပါကြက်တယ်ဒီမေကွန်းနေဖြည့်ရဒီလောက်ပဲเนาะစိတ်မင်းနဲ့ကြက်တယ်ပေါ့နော်စိတ်မင်းကြက်တယ်ဒီလောက်ပဲတခြားဘာမှတူတခြားစာအုပ်လည်းမကင်ခဲ့ဘူးတခြား YouTube တွေပါလေအဲ့ကြည့်ခဲ့တာမျိုးမရှိဘူးအောင်တယ်ပေါ့နော်အဲ့တော့အခုပေးခြင်းလို့ဒီစာရေးတင်နေတာဖြစ်တဲ့အတွက်တခြားလေးလိုက်ကြည့်မယ်ဆိုရင်တော့ကိုယ့်အတွက်အကျိုးရုပ်စေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အားလုံးပဲကျေးဇူးများတင်ပါတယ်ကြည့်ပေးလို့အလိမ္မာကိုကူညီခြင်းနဲ့ဆိုတာကဒီလို share လုပ်ပေးလို့ကူညီခြင်းနဲ့ကျေးဇူးတင်တယ်ဆိုလို့ရှိရင်တော့အလိမ္မာစီမှာ found service အပ်လို့ရပါတယ်နော်တေချာပေါက်အဲ့ရမယ်လို့မဆိုလို့ပေါ့နော်အချင်းရင်ယုံကြည်နဲ့ယုံကြည်တဲ့အချင်းနဲ့ဆိုရင်အပ်လို့ရပါတယ်ခုလည်း2လပိုင်းနဲ့3လပိုင်းအတွက်ဒီ fountain ရက်တွေလည်းကြာရှိလာပြီဒီလ24ရက်နေ့မှာလည်းတင်ရတော့မှာဖြစ်တဲ့အတွက် found service အချင်းနဲ့ဆိုလို့ရှိရင်လည်းလာအပ်လို့ရပါတယ်နော်ဒီစာလေးတင်ပေးပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့တခြားမသိရလဲလာမေးလို့ရပါတယ်เนาะဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲ